ကြီးရွာသာသနာမမကကျောင်းတော်ကြီးတရားရှင်သာမဏေမြတ်ဟန်များစွာဓမ္မနဲ့ပြေရှာချမ်းမြအေးကလမ်းပြပေးလာချင်းမြတ်တဲ့သာသနာကျောင်းတော်ရာကျော်မောမြမရရှင်တပည့်သားယဟန်တော်အရှင်စေရတိနာလူပွဲသူကိုအမိကျော်မလန်းပိခါခေါ်တလန်းကြောင့်နိဗ္ဗာန်လေးကားပေါ်တရားဒေသနာပွားများဖို့ရာပဋ္ဌာန်းပွဲတော်မဟာဖရာပွဲဆုံးသွားသာသနာအကျိုးတေဖို့ရွယ်လို့သာတရားစခန်းဒီကကြီးမြတ်တဲ့သာသနာအကြောင်းတော်ရာမြင်းမှုမြို့နယ်ပလဲတန်းကြီးရွာသာသနာမမကကျောင်းတော်ကြီးတရားရှင်သာမဏေမြတ်ဟန်များစွာဓမ္မနဲ့ပြေရှာချမ်းမြအေးကလမ်းပြပေးလာကြီးမြတ်တဲ့သာသနာကျောင်းတော်ရာကျော်မောမြတ်ဖရာရှင်တပည့်သားယဟန်တော်အရှင်စေရတိနာလူပွဲသူကိုအမိကျော်မလန်းပိခါခေါ်တလန်းကြောင့်နိဗ္ဗာန်လေးကားပေါ်အများလူအဖရာမူထားတရားဒေသနာပွားများဖို့ရာပဋ္ဌာန်းပွဲတော်မဟာဖရာပွဲဆုံးသွားသာသနာအကျိုးတေဖို့ရွယ်လို့သာတရားစခန်းဒီကကြီးမြတ်တဲ့သာသနာကျောင်းတော်ရာ